င်္ဂလာပါဗျနေလာဘေဒင် mobile application မှာကြိုဆိုပါရစေဒီနေ့ကတော့နေလာဘေဒင်ရဲ့အောင်မြင်ကြော်ကြားရရများကဏ္ဍအစီအစဉ်ပဲဖြစ်ပါတယ်ဗျအောင်မြင်နေကြတဲ့ရရတွေလက်ရှိလောက်ကန်လို့ကြော်ကြားနေတဲ့ရရတွေစသဖြင့်ရရတွေကမိမိကောင်းရနိုးနိုးလေးကိုထုတ်နှုတ်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့ပြောပြီးမှကြတော့ငွေကြေးကန်နဲ့ပတ်သက်ပြီးတော့ငွေကန်ကောင်းလာစီမဲ့ရရအစီအစဉ်မှာအချို့တွေရှိပါတယ်အလုပ်တွေတော့လုပ်ပါတယ်လောက်ကန်ဝင်ငွေတွေနှဲပါနေလို့အဆင်မပြေဘူးလဲပတ်မှုတွေမရဘူးဆိုတာမျိုးတွေရှိတယ်အချို့ကတော့ဈေးဆိုင်လေးတွေလုပ်ငန်းလေးတွေဖွင့်လာတယ်စားတောက်ဆိုင်လေးတွေစသဖြင့်ဒီဆိုင်မှာလည်းအကျွေးတွေကြတာမျိုးအယောင်ပါနေတာမျိုးတွေငွေဝင်တာနဲနေတာမျိုးတွေလည်းရှိပါလိမ့်မယ်အချို့ကျတော့ငွေကြေးလက်လွန်တာအားနာပြီးငွေထုတ်ချေးလိုက်တယ်တော်တော်နဲ့ပြန်မရဘူးငွေကြေးလက်လွန်တယ်အမောက်တွေကများတယ်စသဖြင့်အဲ့လိုမျိုးကြုံနေရတဲ့လူတွေအချို့ကျတော့သူများတွေကပတ်စံချီးထားတယ်ပြန်ပေးခြင်းနဲ့စိတ်ဆန္ဒလည်းရှိတယ်ကိုကိုတိုင်ကလည်းပေးဖို့ငွေကြေးလှည့်လို့ဘလို့မှမရတဲ့အနေအထားမျိုးတွေဖြစ်နေတယ်စသဖြင့်အဲ့လိုကိစ္စတွေကြုံနေကြတယ်အကြောင်းမျိုးကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးကိစ္စဝါအခက်အခဲတွေရှိနေတယ်ဂျားတွေကအာမခံပေးလိုက်တာမျိုးတွေကဲကန်ရှင်ကထွက်ပြေးသွားတယ်အာမခံနေလို့ရှင်းရမယ်အဲ့လိုပြဿနာငွေကြေးနဲ့ပတ်သက်ပြီးပြဿနာကိစ္စအဝဝတွေကြုံလာပြီးဝင်ငွေတွေကလည်းဒီတိုင်းထက်နည်းနေတယ်ဒီထက်လည်းတိုးကျင်တယ်အဲ့ဒါဆိုဘာတွေလုပ်ကြမလဲအခုကတွေကတော့လွယ်ပါတယ်ခொနဲ့သားများအားလုံးဒီနီးတီလန်တစ်ခုတည်းနဲ့လုပ်လို့ရပါတယ်ဘယ်နေ့သားဘာလုပ်ကြမယ်ဆိုပြီးတော့မဟုတ်ပါဘူးဘာလေးလုပ်ပြရမယ်ဆိုတော့ကျွန်တော်တို့အိမ်ရဲ့ဖျားဆောင်ကိုယ့်အိမ်ရဲ့ဖျားဆောင်မှာဖျားဆောင်ရှိမှခုံလေးတစ်လုံးချပါချပြီးတော့ပန်းအိုးလှလှလေးတစ်လုံးတင်ပါအဲ့ဒီပန်းအိုးထဲမှာနှင်းစီ10ပွင့်ထည့်ပါပန်းအိုးထဲလည်းရေထည့်တာပေါ့နှင်းစီကြာလေးခံအောင်အဲ့လိုလေးလုပ်မယ်ဒါပေမဲ့အဲ့နှင်းစီ10ပွင့်ကိုကဖျားဆောင်ကဖျားပန်းအိုးထဲမှာရောပြီးထိုးလို့တော့မရအောင်တက်ထိုးရမှာဒါကြောင့်ထူးထူးခြားခြားလေးဖြစ်သွားအောင်ဖျားဆောင်ရှိမှခုံလေးတစ်လုံးချပန်းအိုးလှလှလေးတစ်လုံးနဲ့နှင်းစီ10ပွင့်ထည့်ဖျားကိုပူဇော်တာပါအနီရောင်သုံးအဝါရောင်သုံးပန်းရောင်မသုံးနှင်းစီဖြစ်တယ်ဆိုရင်ရောရပြီ10ဝင့်ဆိုရင်ကိုရပြီဒါပေမဲ့ဒီမှာထူးခြားချက်အနေနဲ့ကနှင်းစီကပါတဲ့စူးလေးကိုတော့ဖယ်ပေးဖို့လိုပါတယ်ကက်ကြီးလေးနဲ့ဖြစ်ဖြစ်နှင်းစီပဲဆရာရဲ့စူးတော့ပါမှာပေါ့ဘာဖြစ်လို့တော့မပြောပါနဲ့ငွေကြေးကံကောင်းစီကိုအနိဋ္ဌသဘောဆောင်တဲ့ဒီစူးလေးတွေကိုကျွန်တော်တို့ကဖြစ်နိုင်ရင်ကက်ကြီးလေးနဲ့ဖျားအချုံလေးတွေကိုကက်ကြီးလေးတွေနဲ့လိုက်ညှက်လိုက်ပါနှင်းစီ10ဝင့်ဖျားမှာစတင်ကတ်လှူရမယ်လှူရမယ့်နေ့ကစနေနေ့ပဲလုပ်ကြမှာစနေနေ့မနက်စောစောအိမ်ကဖျားမှာအိုးလေးတစ်လုံးချခုံလေးတစ်လုံးပေါ်တင်ပြီးတော့ဒီပန်းလေးကိုနှင်းစီပန်းလေးကိုစတင်ကတ်လှူပါလှူပြီးသွားပြီဆိုတာနဲ့ကျွန်တော်တို့ကဖျားကုံတော်အနေနဲ့တတ်ထာတွေကမနုဿာနံဆိုတဲ့ဂုံတော်လေးတစ်ခုတည်းကိုပဲပရိ10ဘတ်စိတ်ပေးရမှာပါပရိ10ဘတ်ကတော့6လုံးပရိတော့မရဘူးပေါ့ဗျာ108လုံးပရိနဲ့10ဘတ်စိတ်ကမယ်တတ်ထာတွေကမနုဿာနံတစ်လုံးချမယ်တတ်ထာတွေကမနုဿာနံတစ်လုံးချမယ်စသဖြင့်10ဘတ်တိတိစိတ်ပေးဖို့လိုပါတယ်အဲ့ဒါကစနေနေ့စတင်လုပ်ပါနောက်နေ့နေဆက်ဘတ်အဲ့လိုပဲလှုပ်သွားပေးပါမနက်တိုင်းဖျားရှိမှသွားပြီးတော့တတ်ထာတွေကမလုပ်တာနဲ့ဂုံတော်လေးနဲ့ပရိစိတ်ပါခုနကနှင်းစီပန်းကိုတော့ဒီတိုင်းထားတာပါအကြောင်းမျိုးကြောင့်ပန်းညှိုးသွားခဲ့တယ်6သွားခဲ့တယ်ဆိုတော့လဲပေးပါလဲတဲ့နေ့ကတော့ဘယ်နေ့လဲညှိုးတဲ့နေ့လဲလို့ရပါတယ်စလုပ်တဲ့နေ့ကတော့စနေနေ့ပဲစလုပ်ပေးရမှာပါစနေနေ့မှာစပြီးတော့အစီရင်ကိုစလုပ်မယ်ပန်းညှိုးသွားရင်တော့ဘယ်နေ့ညှိုးတဲ့နေ့အစ်စ်လဲပါအနည်းဆုံးတစ်လတိတိလောက်ရမှာပါတတ်တာတွေကမလုပ်တာနဲ့ဂုံတော်လေးကိုရွတ်ပြီးတော့ဗတိတစ်လုံးချတာကလည်း10ဘတ်ဆိုတာများတယ်တော့မထင်ပါနဲ့တကယ်စိတ်ကြည့်ရင်ဘယ်တော့မှမကြပါဘူးအဲ့တော့အဲ့အစီရင်လေးလုပ်ပေးကြည့်ပါဘယ်နေ့သားသမီးဖြစ်ဖြစ်ဒီအစီရင်တိုင်းလုပ်ကြမှာပါစနေနေ့မနက်စောစောလုပ်ပေးရမယ်တနင်္ဂနွေသားသမီးလည်းစနေနေ့ပဲတင်းလာသားသမီးလည်းစနေနေ့ပဲစသဖြင့်စနေနေ့မနက်စောစောမှာအဲ့ဒီပန်းလေးစပြီးပန်းလေးနဲ့ကတ်ပါကတ်ပြီးတော့နှင်းစီစူးလေးတွေကိုကက်ကြီးလေးနဲ့ညှက်တတ်တာတွေကမလုပ်တာနဲ့ဂုံတော်လေးကိုဗတိ10ဘတ်စိတ်မနက်တိုင်းဗတိ10ဘတ်စိတ်ပါတလားတိတိအနည်းဆုံးရအောင်စိတ်ကြည့်ပါတေချာပေါငွေကြီးကန်နေပြန်လဲကောင်းလာပါလိမ့်မယ်ငွေနဲ့ပတ်သက်ပြီးအဖက်ဖက်ကထူးခြားခြားငွေဝင်တာမျိုးတွေကြုံရလိမ့်မယ်ရှုံနေတဲ့အကျွေးရရှိရင်လည်းရှင်းသွားပါလိမ့်မယ်ရကြရှိတဲ့ငွေကြီးတွေလည်းပြန်လဲရလာလိမ့်မယ်ကိုယ်ဆိုင်ကိုယ်လုပ်ငန်းအကျွေးတွေကြနေရင်လည်းရတဲ့ရှိတဲ့အကျွေးတွေပြန်လဲရရှိလာပြီးတော့အဆင်ပြေမှုတွေကြုံရပါလိမ့်မယ်ကဲဒီရရအစီအစဉ်လေးကိုလုပ်ပေးလိုက်မယ်ဆိုရင်တော့ငွေကြီးနဲ့ပတ်သက်ပြီးအခက်အခဲမှန်များအဆင်ပြေသွားမှာပါငွေကြေးအကျက်တဲဖြစ်နေတဲ့သူအားလုံးဒီအစီအစဉ်ကိုလုပ်လို့ရပါတယ်စနေတက်ရောက်မှလည်းနှင်းစီပန်းဖျားလှူတဲ့ဟာမျိုးလုပ်လို့ရပါတယ်အဓိကတော့တီးတန့်လေးဖြစ်စေချင်တာပါတီးတန့်လေးအိုးလေးလုံးနဲ့တက်နှင်းစီ10ပွင့်လှူသွားစေချင်တာဖျားပန်းဦးနဲ့တော့မရောနဲ့ပေါ့ဗျာကဲဒီရရအစီအစဉ်ကိုလုပ်မယ်ဆိုရင်ဖြစ်ငွေကြေးအကျက်တဲအားလုံးပြည်လည်မယ်ငွေကြေးနဲ့ပတ်သက်တဲ့စိတ်ဆင်းရဲရမယ့်ဟာတွေအားလုံးအဆင်ပြေသွားမယ်ကဲကိုနိုင်ငံခြားရောက်နေတဲ့ကိုယ့်ရဲ့အမျိုးသားကိုယ့်ရဲ့သားသမီးငွေကြေးမပို့ဘူးဆိုရင်လည်းဒီရရတွေလုပ်လို့ရပါတယ်ဒီရရလုံးအသေးချာပေါ့ငွေကြေးတွေပြန်ပို့တာမျိုးတွေပြန်ကြုံရတတ်ပါတယ်ဒီကြတရားလေးကို9ရက်သားများအားလုံးဒီပုံစံတိုင်းလေးပဲလုပ်ပေးစီပါဗျာအဆင်ပြေသွားပါလိမ့်မယ်ငွေကြေးတွေအဆင်ပြေပြီးစီးပွားတွေတိုးတက်ကြပါစေဗျာကျမတို့ရဲ့နေလာ channel ကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်